ကျေတော့သူလို့နော်အတင်းတော်မှာစွန့်ကျဲတဲ့သူနဲ့ရင်အတင်းတော်သူတကွာရောအဲ့ဒါတွေလည်းအသက်ရှင်တဲ့ရည်ရဲ့လက္ခဏာပဲစွန့်ကျဲတယ်လို့ပြောတဲ့အခါမှာအများကြီးတော့စွန့်ကျဲလို့ပြောတဲ့အခါလည်းဖတ်တဲ့ဘာသွားမြင်လဲပတ်စံပဲမဟုတ်ဘူးတနည်းအားဖြင့်စွန့်ကျဲတာကို sharing လို့လည်းခေါ်လို့ရတယ် sharing လုပ်ခြင်းဘာကို share မှာလဲတင်မှာပတ်စံရှိမှလားဆိုတင်မှာစွန့်ကျဲဖို့မရှိတော့ဘူးလားတင်မှာစွန့်ကျဲလို့ရတဲ့အရာအများကြီးရှိတယ်တင်းရဲ့ပညာတင်းရဲ့ဘာသာဟုတ်ပါတယ်ဒါပေမဲ့တင်းရဲ့ဘာသာပဲမဟုတ်တင်းရဲ့ပညာတင်းရဲ့ခန္ဓာကိုယ်အားတင်းရဲ့ချိန်ဒါတွေကိုကျွန်တော်တို့ဘုရားအတွက်စွန့်ကျဲတိုင်းလားဘုရားရဲ့ခန္ဓာကိုယ်ဖြစ်တဲ့အတင်းတော်အတွက်စွန့်ကျဲတိုင်းလားပတ်စံရှိတော့ပတ်စံစွန့်ကျဲပေါ့ပတ်စံမရှိဟာပတ်စံမရှိတဲ့မှာစွန့်ကျဲဆောင်ရှိတော့ဘူးမျိုးမိစီပိုင်းတော်တယ်ကွာဘယ်မှာစွန့်ကျဲမလဲဒါပဲမှာစွန့်ကျဲမလားကာလာကီမှာသွားစွန့်ကျဲမလားကက်တီမှာသွားစွန့်မဟုတ်ဘူးအတင်းတော်ထဲမှာစွန့်ကျဲရဒါလည်းစွန့်ကျဲခြင်းပဲပေးကမ်းခြင်းပဲရတယ်လေအဲ့တော့မာယူနဲ့ရတော့ပါလဲဆိုတော့ပေးကမ်းခြင်းလို့ပြောရင်ငွေပဲသွားဖို့မယ်အဲ့လိုနေစေချင်ဘူးတင်ပေးနိုင်တဲ့အရာကိုပေးပါဘုရားတည်ခန္ဓာကိုခရစ်တော်ခန္ဓာကိုကြည့်ပေါ်ဖို့တင်ပေးနိုင်တဲ့အရာပေးဖို့ရည်ကြီးတယ်အနည်းဆုံးများဒီမှာလာပြီးမှတင်တာဖွင့်နိုင်ဖို့ရကဒီမှာရှိတဲ့ဒီကောင်မတွေကတင်းရဲ့အချိန်ကိုဘုရားကစွန့်ကြဲလို့တော့ရောက်လာအနည်းဆုံးလိုက်ကခါလဲကုန်တယ်ပတ်စံစွန့်ကြဲရအောင်ချက်ရောက်လာတင်းရဲ့အချိန်ကိုဘုရားတည်ကိုစွန့်ကြဲပေးလိုက်တာရင်းနှီးမြုပ်လာလိုက်တာတကယ်တော့ဘုရားတည်ကိုစွန့်ကြဲတယ်ဆိုတာကငွေလည်းဖြစ်ပါဖြစ်ကျွန်တော်တို့ကအလကားမဖြစ်ဖို့ဘာလို့နေတာလဲရင်းနှီးမြုပ်ခံနေတယ်အဲ့လိုပြန်ပြောချင်တဲ့စကားလုံးလေးကို investment နော်ဒီလို investment တော့ရင်းနှီးမြုပ်လာတယ်အခုဒီတော့ဒီမှာလာပြီးမှချိန်ကိုရင်းနှီးမြုပ်လာတဲ့သူကအပြစ်မှာအလဟာအဖြစ်တဲ့လူတွေချက်တော့အကျိုးရှိပြီလို့ကျွန်တော်တို့ပြောတယ်နားလည်စီချင်ဒီကနေ့လာတဲ့အရာကဒီတော့ဘုရားသခင်အတွက် investment လုပ်တဲ့သူဖြစ်တယ်ပြောရအောင်ဘုရားသခင်အတွက် investment လုပ်တဲ့ဘုရားသခင်သားသမီးများဖြစ်ကြတယ်ဘုရားနဲ့ investment လုပ်ခြင်းကလောကပေါ်မှာရှိတဲ့အရာတွေအားလုံးနဲ့ investment လုပ်ခြင်းနဲ့တာရွေးတဲ့ investment ဖြစ်တယ်အဲ့ဒီမျိုးတွေမှာရှိတဲ့ဒီကိုပေါ်နမတွေတရင်ကြရင်တင်တော့လည်းဘုရားသခင်ရဲ့အမှုတော်ထဲမှာပေးကမ်းခြင်းကိုယ့်ရဲ့အချိန်ကိုပေးကမ်းဆွံ့တဲ့ခြင်း investment လုပ်ခြင်းကိုယ့်ရဲ့ငွေကိုပေးကမ်းခြင်း investment လုပ်ခြင်းကိုယ့်ရဲ့အချိန်ကိုကိုယ့်ရဲ့ခန္ဓာကိုယ်အားလုံးကို investment လုပ်ခြင်းနဲ့တရင်ကြရင်တင်တော့တက်တာမှာဒီပုံဖြစ်တယ်ဆိုတော့သာသနာထဲမှာအသေးတော်ထဲမှာစုချေစုအဖြစ်ရှိရင်အားလုံးကိုကျွန်တော်တို့ကပါလဲဘာအတွက်သုံးပြရမလဲဘုရားအတွက်အသေးတော်အတွက်ဒါတွေအားလုံးကဘာရဲ့လက္ခဏာတွေလဲဘာရဲ့အခြေခံတွေလဲအသက်ရှင်တဲ့ရည်တွေရဲ့အခြေခံတွေဖြစ်တယ်